တခါကတောအုပ်ထဲမှာယုံလေးတစ်ကောင်ရှိတယ်။အဲ့ဒီယုံလေးမှာကတငယ်ချင်းတွေအများကြီးရှိတယ်။ယုံလေးတစ်ကောင်နဲ့ရှိနေတော့မှမြေခွေးတွေရောက်လာတယ်။ဟိုရှေ့မှာငါတို့အစာတွေ့ပြီးဒီနေ့တော့ယုံသားစားရပြီ။ယုံလေးလဲမြေခွေးအတန်တွေကြားတော့ကြောက်အားလန့်အားနဲ့သူ့တငယ်ချင်းတမင်စီကိုအပြေးသွားတာပေါ့။တငယ်ချင်းတမင်ရေငါ့ကိုကဲပါအောင်မြေခွေးတွေငါ့ကိုစားဖို့လိုက်လာပြီးမင်းရဲ့ကြိုကြီးတွေနဲ့ဝှေ့ရမ်းပြီးခြောက်လန့်ထုတ်ပေးပါငါတော့မင်းကိုကူညီဖို့မအားသေးဘူးကွ။တောဝက်စီကိုသွားပြီးအကူညီတောင်းကြည့်လိုက်လေမင်းတငယ်ချင်းတောဝက်ကိုအကူညီသွားတောင်းကြည့်ပါလားငါအားရင်တော့ကူညီပါတယ်သွားပါတောဝက်စီကိုသူကကူနိုင်မှာပါဒါနဲ့ယုံကလေးဟာတငယ်ချင်းတောဝက်စီကိုပြေးသွားပြန်ရောသူ့နောက်ကိုခွေးတွေကတကောက်ကောက်လိုက်နေတာပေါ့ဒါနဲ့ယုံကလေးကတငယ်ချင်းတောဝက်စီကိုရောက်သွားတာပေါ့တငယ်ချင်းတောဝက်ရေငါ့ကိုကူညီပါအောင်မင်းရဲ့ခြုံထက်တဲ့အဆွဲတွေနဲ့ငါနောက်ကလိုက်လာတဲ့ခွေးတွေကိုမောင်းထုတ်ပေးပါဒါနဲ့တောဝက်ကတငယ်ချင်းယုံရေငါစာရှာထွက်မလို့ကွမင်းကိုကူညီဖို့ငါမှအချိန်မရှိဘူးကိုစင်ကြီးစီကိုသွားပါလားသူကကူညီနိုင်မှာပါဒါနဲ့ပဲယုံလေးကစင်ကြီးကိုအကူအညီတောင်းဖို့ပြေးသွားပြန်တယ်စင်ကြီးစီရောက်သွားတော့ကိုစင်ကြီးကျွန်တော်ကိုကူညီပါအောင်ကျွန်တော်နောက်ကနေခွေးတွေတကောက်ကောက်လိုက်နေတယ်အဲ့ဒါကိုစင်ကြီးနှမောင်းနဲ့ဝေယံပြီးတော့မောင်းထုတ်ပေးပါဟာယုံလေးရဲ့ငါမှလည်းအလုပ်တွေကများနေလို့မင်းကိုမကူညီနိုင်တာငါစိတ်မကောင်းဘူးကွာအဲ့ဒါနဲ့ယုံလေးလည်းအားကိုးရမဲ့ပြီးဘသူ့ကိုမှအကူအညီတောင်းလို့မရတဲ့အစုံအနားမှာရှိတဲ့ခြောက်လေးတဲ့ခုံစင်းပြီးပုံနေလိုက်တယ်ခွေးတွေလည်းမျက်ခြေပြက်ပြီးယုံလေးကိုရှာမတွေ့တော့ဘူးပေါ့အဲ့ဒါနဲ့ခွေးနှက်ကောင်လည်းပြန်သွားပါလေရောအဲ့ဒီကြမှာယုံလေးလဲငါတော့ခွေးတွေရန်ကကင်းသွားပြီဆိုပြီးအပြင်ထွက်လာခဲ့တော့တယ်တကယ်တော့ခွေးတွေရန်ကကင်းဖို့ငါကိုငါကာကွယ်နိုင်တာပဲဒီနေ့ကစပြီးငါကိုငါပဲအားကိုးတော့မယ်ဆိုပြီးယုံလေးလေးယုံကြည်ချက်အပြည့်နဲ့တကောင်နဲ့အစာထွက်စားနေပါတော့တယ်သူတစ်ပားကိုအားကိုးမဲ့အစာကိုအားကိုးနိုင်အောင်ကြိုးစားပါ